Okay အားလုံးပဲဒီနေ့တော့ဒီ design လေးဆွဲပြမယ်ကျွန်တော်က Leo ပါဆိုတော့ဒီနေ့တော့ကျွန်တော်တို့အခုဒီမှာပြထားတဲ့ AU design လေးဆွဲပြမယ်เนาะ Okay ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ AU design ဆွဲဖို့အတွက်အရင်ဆုံးအရေးကြီးတာ AU တွေကိုအရင်ဆုံး PNG ဖြတ်ဖို့လိုတယ်အဲ့တော့15မိနစ်လောက်ပန်တူးကောက်လိုက်အောင်မယ် Okay 15မိနစ်လောက်ပန်တူးကောက်ပြီးသွားတဲ့အချိန်ကျရင်အခုဒီမှာကျွန်တော်ကPNG ပလင်းလေးရရရောနော် sorry ဘူးလေးရရရောနော်အဲ့တော့ ဘူးလေးကိုအရင်ဆုံး design ထဲမှာကျွန်တော် composition အရင်ဆုံးလိုက်ချလိုက်မယ် Okay ဘယ်ညာဆောင်းပြီးတော့ composition ချပြီးသွားပြီဆိုလို့ရှိရင်အခုနောက်တစ်ဆင့်အနေနဲ့ကျွန်တော် background တွေအရင်ဆုံးစဉ်းစားမယ်နော်အဲ့တော့အေးဘူးဆိုတော့ဒီခဲတောင်နေကြရဲပို့လိုက်အောင် ဒီကတော့နေကြရဲပို့ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာမြင်နေရသလိုပဲကျွန်တော်တို့ဒီဘူးတွေကိုရေးထဲမှာမြုပ်နေတဲ့ပုံစံလုပ်မယ်ပေါ့နော်အဲ့တော့ trade မဟုတ်ပါဘူးပန်တူးကောက်ပြီးတော့ control ချိန်နဲ့ပွားပြီးရှေ့ကိုပို့လိုက်တာပဲ Okay background လေးဝါပြီးသွားပြီဆိုတော့နောက်ထပ်တစ်ဆင့်အနေနဲ့ကျွန်တော်ကရေခဲအတုံးလေးထည့်ချင်တာတကယ်တော့ဒါပေမဲ့ရေခဲတုံးက Google မှာအလကားရှာလို့မရတော့ကျွန်တော်ကရေခဲတောင်ကြီးကိုပဲဒီတိုင်းပဲအဆင်ပြေလို့ပြန်ပြီးတော့ထည့်ရမှာပေါ့နော်ကြည့်လိုက်အောင် ရေခဲတောင်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအေးဘူးတွေကဒီအသီး concept လေးပါတဲ့အတွက်ကျွန်တော်ကအခု design ထဲမှာအသီးလေးလိုက်ပြီးတော့ထည့်မှာနော်အဲ့တော့ Okay အသီးတွေထည့်နေတော့ design တစ်ခုမှာအရေးကြီးဆုံးကဘာလဲလို့ခင်ဗျားတို့ထင်လဲတစ်ချက်လောက်ပြောကြည့်လိုက် Okay တကယ်တမ်းတော့ design တစ်ခုမှာအရေးကြီးဆုံးက composition လည်းမဟုတ် lighting လည်းမဟုတ် color လည်းမဟုတ် client ကြိုက်ဖို့ကအရေးကြီးဆုံးပဲတီးရရှာပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီမှာတရက်တီးရကျန်ခဲ့တော့ကျွန်တော် Google ကနေပြီးတော့ပဲသွားပြီးတော့တရက်တီးသွားပြန်ရှာမယ်ဘယ်က PNG file တွေရှာလဲလို့မမေးနဲ့ကျွန်တော်လည်းဒီတိုင်းပဲ Google ကနေပြီးတော့အလကားရတဲ့ဟာတွေပဲသုံးတာဘယ်ဟာမှကျွန်တော် subscription ဝယ်မထားဘူးနောက်ဆုံးရိုးစောအဆုံးပြောရရင်ကျွန်တော် free page တောင်မှအလကားသုံးတာဝယ်သုံးတာမဟုတ်အဲ့တော့ Vertizi ကိုဘာလို့ဆိုလို့ရှိရင်မိုက်တယ်ကျွန်တော်ဆိုလို့ရှိရင်များသောအားဖြင့်အဲ့လို Vertizi ကို PNG Win တို့ PNG Act တို့ပါပဲယူပြတာများတယ်နောက်တစ်ခုကကြတော့ရေထဲမှာဒီတိုင်းမြုပ်နေတာအဆင်မပြေဘူးဆိုတော့ကျွန်တော်အခုဒီမှာwater splash လေးပေါ့နော်အဲ့ဒါလေးသွားရှာပြီးတော့ကျွန်တော်ဘူးလေးတွေထွက်နေတဲ့နေရာကနေရေလိုင်း wave လေးတွေဖြစ်နေတဲ့ပုံစံလေးလုပ်မယ်ပေါ့နော်ရေကတော့ရတဲ့အဆင်မပြေဘူးဆိုတော့နောက်ကိုပို့လိုက်မယ်ပြီးသွားရင်ကျွန်တော်နောက်ပိုင်းကျလို့ရှိရင်composition ပြန်ပြီးတော့ချအောင်ပါဒါမှပြီးသေးဘူးအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကcomposition အကြမ်းများပြင်ချပြီးသွားပြီဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ typography လေးတွေဆက်ရေးမယ်စာလေးတွေပြန်ထည့်မယ်အဲ့တော့စာရေးမယ်ဆိုတော့ကျွန်တော်ကဒီမှာ font ကကျွန်တော်စီမှာဘယ်လိုမှရှိမနေဘူးသူအထဲမှာရှိရဲ font ပေါ့နော်အေးဘူးမှာပါတဲ့ font ဘယ်လိုမှရှိမနေဘူးအဲ့တော့ထုံးစံအတိုင်းပဲကျွန်တော် font ပြေးရဲ font မှာသွားရှာကြည့်ရဲခက်စင်တူတဲ့ဟာလေးတွေရပါတယ်ဒါပေမဲ့တပုံစံနဲ့ချစ်စွတ်တူတာကြီးတော့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဘာသုံးလဲဆိုလို့ရှိရင်ကိုယ့်ကိုဒီတိုင်းပဲလှတဲ့ font လေးတွေပဲသုံးလိုက်ပါနော်ကိုကတကယ်တမ်းအပြင် client ရဲ့ design ကြီးဆွဲတဲ့အခါကြားလို့ရှိရင်တော့သူ့မှာ packaging design မှာ font လေးတွေပါတဲ့အခါကျရင်အဲ့ font လေးတွေကိုပဲအဆင်ပြေတော့ပြန်သုံးပြီးရှိရင်တော့ဒီမှာတော့ကျွန်တော်ကမတွေ့ရတဲ့အတွက်ကျွန်တော်သုံးနေကြ font လေးတွေနဲ့ပဲလှအောင်ဆွဲပြလိုက်မယ်နော် okay Okay နောက်ထပ်တစ်ပိုင်းအနေနဲ့ကျွန်တော်တို့ကအခုဒီမှာထုံးစံအတိုင်းပဲ Pinterest က design ကြီးအများလို့လာတော့မသိဘူးကျွန်တော်လည်းလေထီးနဲ့အသီးလေးထည့်ကြည့်ခြင်းတယ်အဲ့တော့လေထီးနဲ့အသီးကိုတက်သွားပြီးတော့လုပ်မယ် design နဲ့မှာမဟုတ်ဘူးပြီးကြမှာအဲ့ကောင် smart object လုပ်ပြီးတော့ကျွန်တော် design နဲ့ကိုပြန်ပြီးတော့ထည့်မယ်နော် okay
ဲတော့လေထီကိုဒီတိုင်းထည့်ရတာပြင်းမှုကောင်းတယ် motion blur လေးနည်းနည်းထပ်ထည့်မယ်ကဲအဲ့တော့ကျွန်တော်ရဲ့ smart object တွေကိုတစ်ခုချင်းစီလိုက်ပြီးတော့ဒီမှာ motion blur လေးပြန်ပြီးတော့လိုက်ပေးတယ်ဗောနော်ဒါဆိုလို့ရှိရင်တော့ကျွန်တော် composition ချတာတော့တော်တော်ကျွန်တော်တော်တော်အဆင်ပြေလာပြီဗောနော်အဲ့တော့နည်းနည်းလေးလွတ်နေတဲ့ space လေးမှာပဲနည်းနည်းလိုက်ဖြည့်လိုက်တော့ကဲဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်အနေနဲ့ကကျွန်တော်ရဲ့ကောင်းကင်ကြီးကအမှကြည်တောက်ရှင်းပြီးတော့ရှေ့ရစာနဲ့ဘာမှမမြင်ရတော့တက်တက်ကွဲကွဲမမြင်ရတော့နောက်ကကောင်းကင်ကိုနည်းနည်းမှောင်တဲ့ကောင်းကင်လေးလိုက်ရှာပြီးတော့ထည့်ကြည့်မယ်ကျွန်တော်โอเคဟုတ်ပြီကောင်းကင်လည်းထည့်ပြီးသွားပြီဆိုတော့နောက်ထပ်တစ်ဆင့်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကအခုဒီမှာlayer တစ်ခုချင်းစီကို color လိုက်ချိန်မယ်เนาะကျွန်တော်ရဲ့ color ချိန်တဲ့ step တွေကတော့ကျွန်တော်တန်းအကြောင်းသားတွေဆိုတော့ပြပြတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်က color ချိန်တဲ့ step 3ဆင့်ရှိတယ်အဲ့3ဆင့်ကိုကျွန်တော်အခုစပြီးတော့ချိန်တော့မယ်เนาะโอเคပထမဆုံးဆင့်အနေနဲ့ဆိုလို့ရှိရင်တော့ဒီမှာ layer တစ်ခုချင်းစီအရင်ဆုံးလိုက်ချိန်လိုက်မယ်ကာလာချိန်တဲ့ technique တွေကတော့အများကြီးရှိပါတယ်ကိုယ့်ကိုဘယ်နီးလန်းနဲ့ပဲချိန်ချိန်ပေါ့နော်ဒါကတော့ကျွန်တော်သုံးနေကြနီးလန်းတစ်ခုရှိတော့အဲ့နီးလန်းနဲ့ပဲချိန်တော့layer တစ်ခုချင်းစီကို color ချိန်ပြီးသွားပြီဆိုတော့ကျွန်တော်ကတော့ overall lighting လေးတစ်ခုထည့်တယ်ကျွန်တော်သုံးတဲ့နီးကြီးကတော့ရိုးရိုးရှင်းရှင်းပါပဲဘာမှရှုပ်ရှက်ခက်ခဲတွေကျွန်တော်ကတော့တိတ်ပြီးတော့လုပ်မနေတော့ဒီတိုင်းပဲ design လှရင်ပြီးရောเนาะကိုယ့်ကိုဘယ် technique ပဲသုံးကြိုက်တဲ့ဟာသုံးလို့ရတယ် okay ပြီးသွားရင်တော့ကျွန်တော်ရဲ့ slogan လေးတွေပေါ့เนาะအဲ့ဒါတော့ bottom text အနေနဲ့ပဲထည့်လိုက်တော့မယ်เนาะ okay ကဲဟုတ်ပြီအဲ့တော့layer တစ်ခုချင်းစီကိုကျွန်တော်က color လိုက်ချိန်ပြီးသွားပြီဆိုတော့နောက်တစ်ခုအမှ color ကြီးချိန်ပြီးမှမေ့သွားတာတခုကဆရာကြီးများပြောမှာဆိုလို့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်အောက်ကနေပြီးတော့ reflect လေးတွေလိုက်ထည့်တယ်ကျွန်တော်ဟုတ်ပြီเนาะအဲ့တော့ရေထဲမှာ reflect လေးတွေပြန်ပေါ်နေအောင်ထည့်ရသေးတယ်ကျွန်တော်အဲ့ဒါမေ့သွားအဲ့တော့ရေထဲမှာ reflect လေးလိုက်ထည့်လိုက်မယ်ကဲဟုတ်ပြီအဲ့တော့ reflect တွေပါကြီးလဲ light ထည့်ပြီးသွားပြီ layer တစ်ခုချင်းစီလဲ color ချိန်ပြီးသွားပြီ overall lighting တစ်ခုလဲထည့်ပြီးသွားပြီဆိုတော့နောက်ဆုံးအဆင့်အနေနဲ့ finalize color ချိန်လိုက် finalize color ချိန်တော့မဖြစ်မနေလို့ပါတယ်ကျွန်တော်သတ်မှတ်ထားတာပေါ့နော်ကဲ finalize color တွေလည်းချိန်ပြီးသွားပြီဆိုတော့အခုဒီမှာမြင်နေရတဲ့ design တွေကတော့ဒါ final design တွေပါဆုံးဖြတ်ကြည့်ပြီးတော့ဒါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video နဲ့ပြန်တွေ့ပါမယ် see you guys